Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကကာဘူးဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာတော့ပီဇာဂိမ်းနေဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်သွားကြအောင်ဆိုရင်ကျွန်တော်တကားပေါက်လိုက်ရှာနေတာပါတလေးကလည်းစင်းခုဆိုရင်ကျွန်တော်ထောင်ကြားတွေခုံပြရမှာအရာလွယ်ပါတယ်အခုဆိုရင်စကူမူတိုက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့အပေါက်တွေပီဇာလိုက်သွားရအပေါက်တွေဒီကိန်းကတော့အလောက်ခက်တဲ့ထင်မှာမဟုတ်ဘူးကျွန်တော်ပြောချင်တာဒီကိန်းထဲမှာဒီဆုံးကြီးမစော်ဘဲနဲ့တော့ကနေကျွန်တော်ဆုံးကြီးအောင်စော်တယ်ဥစားကောင်းခေါင်းပိုင်လိုင်းပေါ်တော့ခေါင်းစော်ခေါင်းလေးဒီကတော့ပေါ်တော့ဘူးဆရာကျွန်တော်ကျွန်တော်ပင်းမြင်နေခေါင်းအောင်မှာဖြစ်ပါတယ်နောက်မှာတော့အလီယာတယောက်ရှိပါတယ်ခေါင်းလေးဒီကတော့အရင်တော့လူစော့မြင်အခုကလူစော့နေတော့ဒီဆိုရင်ကျွန်တော်သူ့ခလုတ်ထိရင်သူပြန်ပိတ်တယ်အဲဒါတေရောဒီကကျွန်တော်ခလုတ်မထိပဲတော့ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီကတက်ခုံးတက်မှာပိုင်လိုင်းပေါ်တက်တက်နေမရဘူးသေးဘူးရှောက်တော့မယ်ရှောက်ပါမယ်ဒီစံပိုင်လိုင်းရှောက်ပြီးတော့ပိုင်လိုင်းနဲ့ဝင်လိုက်ရောက်ပါအဲ့တော့ပေါကွာဒီကလွဲပါတယ်ရိုးတန်းခုံရောက်ဒီကျွန်တော်လေးကားပေါ်တော့ရောက်ပြီဆိုရင်ဒီကလည်းစမုံထက်လိုက်မှဖြစ်ပါတယ်အဲ့တော့ပီဇာအတိုင်းလျှောက်သွားရင်ရောက်သွားနိုင်ပါကျွန်တော်ခုံပါပြီခုဆိုင်အောင်ကျွန်တော်ပိုင်လိုင်းပေါ်နေပါဝါခုံရသွားမှာဖြစ်ပါတယ်ဒါလည်းလွယ်ပါတယ်ခုဆိုင်အောင်ကျွန်တော်ဒီမြင်းဘယ်လိုခေါ်မလဲပါဝါထက်ခုံလာပါပြီးတော့ပိုင်လိုင်းပေါ်နေဆက်စင်းနေဒီဂိမ်းမှာမိုက်တာဒီတန်ကြောင်းယူပြီးတော့ဒီကားဖွင့်ရ animation ရဆောင်မိုက်ကြာပေါ်ရောက်ပါပြီဒီစူးရုံနဲ့ကြောမှာဖြစ်ပါတယ်ဒါလည်းလွယ်ပါတယ်ဒီစံကြောဒီပိုက်လိုင်းပေါ်ကြီးပေါ်ပေါက်ပုံပြီးတော့ဟိုဆက်တွေတော့တက်မှာကျွန်တော်ဒီလေးကိုကျွန်တော်ပြတော့ပြီးဟိုတော့ပါတယ်ဒီကုန်းလိုက်ပြီးတော့ဟိုနေပြီးအောင်ကျွန်တော်ဒီဟိုတက်မယ်ဝေးရင်းရောက်တော့ပဲဘောနေခေါင်းပြက်ဒီစပင်းကြလာလက်ပြက်တွေရောဆုံးသွား Không sao cho nó đẹp
ကျွန်တော်ဒီနားမှာပြမှာကျွန်တော်ဖြတ်လန်းဖြစ်ပါတယ်ဒီထဲဝင်ကျွန်တော်ဒီရိုးတန်းသွားဂိမ်းကိုပြီးအောင်မစောကျင်လည်းရပါတယ်ဒီရိုးတန်းသွားပြီးဒီထဲကနေသွားမှာဝင်သွားပြီးတော့ဒီအစောပေါ်တက်မှာဖြစ်ပါတယ်ဒါဆိုရင်ရောက်ပြီးစင်းသွားဒါဆိုရင်ကျွန်တော်မြင်စဆော့လိုက်ရနေဖြစ်ပါတယ်ဒီကလည်းကျွန်တော်စုံမှုလိုက်ပြီးတော့ကျွန်တော်ပြီးတော့မှာဖြစ်ပါတယ်တော်မောင်မေးပါမနေ့ညရောက်ပါကျင်းကိုစံကြောင့်ဒီပေါ်ကိုတက်ပြီးတော့ခေါင်းလိုင်းရောက်ပါပြီဒါဆိုရင်ကျွန်တော်ပီဇာဂိမ်းလေးကိုနိုင်သွားပြီဖြစ်ပါတယ်ကျွန်တော်ကြည့်ဒီဗီဒီယိုကြည့်ရှုပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်